နေပြည်တော်မှာစစ်တပ်ကတော်လှန်ရေးတပ်တွေ FPP ဒရုန်းတားဆီးပေါ်ရေးပေါ်စည်းဝေးကတရုတ်ထုတ်ဝအိုင်မော်နီတာပါဝင်တရုတ်ပစ္စည်းနဲ့ FPP ဒရုန်းတွေတပ်ဆင်သုံးပြုနေမှုကိုတရုတ်ဘက်ကိုအသိပေးကြောင်းကြားတရုတ်နိုင်ငံဘက်ကနေဝအိုင်ဒရုန်းမော်နီတာပါဝင်ဒရုန်းတွေကိုတော်လှန်ရေးတပ်တွေကအသုံးပြုနေမှုကိုမြန်မာစစ်တပ်ကတရုတ်ဘက်ကိုအကြောင်းကြားလိုက်ပြီးရင်းပစ္စည်းတွေကိုမြန်မာဘက်ကိုဝင်ရောက်မှုမရှိစေထိန်းချုပ်ပေးရတောင်းဆိုထားကြောင်းနေပြည်တော်စစ်တပ်သတင်းမြစ်ကပြောပါတယ်ဇွန်လ23ရက်နေ့မကွေးတိုင်းမြိုင်မြို့နယ်တွင်းမကြာကိုရိတ်ခါလက်နက်ခဲယမ်းနဲ့စစ်ကူလာပို့တဲ့အကြမ်းဖက်စစ်တပ်ရဲ့ MI-70 စစ်ဘက်ဆိုင်ရာတရုတ်ပို့ဆောင်ရေးစစ်ရိုင်တစီကိုတော်လိုင်းတပ်ဖွဲ့တွေက FPP drone 2စီးနဲ့တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်းအဆိုပါရဟန်းရင်ကိုတိုက်ခိုက်တဲ့ drone ဗီဒီယိုတွေကိုတော်လိုင်းတပ်တွေကထုတ်ပြန်ခဲ့ကြောင်းအဆိုပါဗီဒီယိုထုတ်ပြန်ချက်မှာ FPP drone မောင်းနေရမှာတုံးပြဲ drone monitor မှာတရုတ်နိုင်ငံတော် Watt Eye မျိုးစားဖြစ်ကြောင်းထို့ကြောင့်မြန်မာစစ်တပ်ကတော်လိုင်းတပ်တွေတုံးပြတဲ့ drone တွေမှာတရုတ်ထုတ်ပစ္စည်းပေါင်းနေတဲ့အတွက်တရုတ်နိုင်ငံက drone ပစ္စည်းဝင်ရောက်နေမှုပေါ်ထိန်းချုပ်ပေးရန်တရားဝင်သိပေးကြောင်းကြားထားခြင်းသိရတယ်။ရဟရင်က FPP drone နဲ့ဝင်ပစ်တဲ့ဗီဒီယိုထဲမှာ drone monitor ကဝအိုင်မျိုးစားအဲ့ဒါကတရုတ်ထုတ်ပါတရုတ်နိုင်ငံထုတ်အဲ့လိုပစ္စည်းဝင်ရောက်နေရကိုထိန်းချုပ်ပေးဖို့အသိပေးကန့်ကွက်တယ်ဘယ်လိုလမ်းကြောင်းကနေဝင်နေလဲအဲ့ဒီပစ္စည်းကိုတရုတ်မြန်မာနယ်စပ်ကိုမရောက်ရှိဖို့တင်းတင်းကြပ်ကြပ်လှုပ်ဆောင်ပေးဖို့တောင်းဆိုထားတယ်လို့နေပြည်တော်စစ်တပ်သတင်းမြစ်ကပြောပါတယ်။ FPP drone တွေကိုတရုတ်နိုင်ငံဘက်ကဝင်ရောက်တဲ့ပစ္စည်းတွေနဲ့တိစောက်အသုံးပြုပါက drone တစ်စီးလေး American dollar 2000ဝန်းကျင်သာကျတင်ပြီးတော့တန်ဖိုးနယ်ပြီးထရောက်တဲ့ drone နဲ့ဆက်ဆက်ပစ္စည်းတွေတရုတ်မြန်မာနယ်စပ်နဲ့တော်လိုင်းတပ်တွေထံကိုရောက်ရှိမှုမရှိစေတားဆီးထိန်းချုပ်ပေးရန်ဂျပန်စစ်တပ်ကတရုတ်နိုင်ငံဆက်လက်တောင်းဆိုတယ်။လက်ရှိမှာတော်လိုင်းတပ်တွေနဲ့တိုင်းသားလက်နက်ကိုင်တွေကတရုတ်လို FPP drone တွေကိုအတူနေကြကြအသုံးပြုနေမှုပေါ်မြန်မာစစ်တပ်ကကြီးကျယ်ဆွေးနေပြီး FPP drone တားဆီးအတွက်နေပြည်တော်မှာစီဝေးခေါ်ယူပြီးဆွေးနွေးမှုလှုပ်ဆောင်ခဲ့ကြသိရပါတယ်။ FPP drone တွေက drone ဖြတ်တောက်ဆက်ချမ်းပိုင်းနဲ့တားဆီးရန်လက်ခက်ခဲသဖြင့် drone နဲ့ဆက်ဆက်ပစ္စည်းဝင်ရောက်ရလမ်းကြောင်းတွေကိုပုံမထိတ်ချုပ်ရဲ့အတွက်ဂျပန်စစ်တပ်ကစူးစမ်းနေကြောင်းသိရပါတယ်။ဆက်လက်ပြီးတော့ချောင်းမြို့နယ်မှာစစ်တပ်စစ်ကြောင်းတွေကိုတိုက်ခိုက်မှုစစ်သား10ဦးသေဆုံးပြီးတနက်လက်နဲ့ခဲမြသိမ်းစီရရှိမကွေးတိုင်းချောင်းမြို့နယ်မှာဂျပန်စစ်တပ်စစ်ကြောင်းတိုက်ခိုက်ရာစစ်သား10ဦးသေဆုံးပြီးတနက်လက်နဲ့ခဲနေသိမ်းစီရရှိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စေအုပ်ချုပ်ကထုတ်ပြန်နေဇွန်လ23ရက်နေ့မှာချောင်းမြို့နယ်ခလာရ73မှထွက်ခွာလာတဲ့စစ်တပ်စစ်ကြောင်းကိုဆောင်းတော့ကကြရာနီမှာမကွေးခရိုင်စစ်ဌာနစုဖွဲ့မှုစစ်ကြောင်းချုပ်ကိုတိုက်ခိုက်ရာစစ်သား9သေဆုံးများပြတိခိုက်တရားရှိပြီးဒရုန်းတစ်စီးကိုဖျက်ဆီးနိုင်ခဲ့တဲ့ဇွန်လ26ရက်နေ့မှာစစ်တပ်စစ်ကြောင်း6မြို့နယ်လေးပင်ကောက်ကြကိုစစ်ကြောင်း3ကြောင်းခွဲရင်ပေါင်တက်ဖြတ်ပြီးဝင်ရောက်စီးနေတဲ့တော်လိုက်တက်ကကိုယ်ကတိုက်ခိုက်ဖြစ်စင်ထားတဲ့နေမိုက်တိုက်မိုင်းတွေကြောင့်စစ်သားများပြတိခိုက်တရားပြီးသေဆုံးမှုရှိခဲ့ကြောင်းဇွန်လ29ရက်နေ့မှာလည်းပရိသတ်မိုင်း9လောက်ကွဲပြီးဂျပန်စစ်သားတိခိုက်သေဆုံးမှုများပြရှိကြောင်းသိရတယ်ထို့သောဒီနာရဲ့စစ်ကြောင်းဇွန်လ29ရက်နေ့မှာစစ်ကိုပင်တိုင်း6မြို့နယ်မြင်းနေလိန်ကျရဘက်က AC ကားတစ်စီးစိုက်က9စီးနဲ့စစ်ကိုထွက်လာတဲ့စစ်ကားစစ်သားရ50ခန့်ပါစစ်ကြောင်းမကွေးခရိုင်စစ်ဌာနကုတ်ကဲမောင်မှာရှယ်တဲ့တပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ရာစစ်သား9ဦးထပ်မံသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရှိတဲ့ကြောင်းသိရပါတယ်။ထိုတိုက်ခိုက်မှုတွေဂျပန်စစ်တပ်စစ်ကြောင်းထံမှ MA1 တလက် MA4 တလက် 5.5 စစ်ကျင်း989တောင်ကြေပေါ6ကို 60mm ပုံ5လုံး 40mm ပုံ2လုံး equipment နဲ့ကိုစစ်3ကြောပေါ်ရီ3လုံးမှတ်စုဆောင်5စင်ရီဖောင်း2စုံစစ်သုံးရည်ဘူးတပုံနဲ့လက်ကိုက်ဖုန်း10လုံးတို့သိမ်းဆရာရှိခဲ့တယ်မကွေးတိုင်းစစ်ဌာနကုတ်ကဲမှုအောင်ရှိမကွေးခရိုင်စစ်ဌာနစစ်စင်နယ်မြင့်များတွေတိုက်ပွဲအတွင်းမှာစုစုပေါင်းစစ်သား10ဦးသေဆုံးပြီးအများပြားထိခိုက်တဲ့ရရှိကစစ်တပ်တိုက်ခိုက်ဒရုန်းတစ်စီးပျက်စီးပြီး MA1 တလက် MA4 တလက်နဲ့ကဲပစ္စည်းကိုသိမ်းဆရာပြီးရရှိခဲ့ကြောင်းမြို့သားညွေရှာကာကွယ်ဝေကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ဂျပန်စစ်တပ်ကိုစစ်မျက်နှာတီးတီးမှရွချွန်တိုက်ပွဲဝင်တဲ့ရှာပြည်သူများအနေနဲ့လည်းတော်လိုက်တပ်ဖွဲ့တွေကိုတပ်ဆန်းသည့်အကူအညီပေးမှကြရန်ပြည်သူ့ကာကွယ်ရေးတပ်မတော်စေအုပ်ချုပ်ကမြစ်တရခံပါတယ်ဆက်လက်ပြောလောင်းလုံးစစ်ပြေရာကိုစစ်တပ်ကထပ်မံစစ်ကြောင်းထိုးလာရေးတော်လိုက်တပ်တွေနဲ့တိုက်ပွဲဖြစ်ပွားပြီးကြည်ရတဲ့ခုမှပြည်သူရာလုံးကျထွက်ဖြစ်တဲ့ရှောင်းနေရတနင်္သာရီတိုင်းလောင်းလုံးမြို့နယ်စစ်ပြေကြကိုဂျပန်စစ်တပ်ကအင်အားဖြစ်တယ်ပြီးထပ်မံစစ်ကြောင်းထိုးလာတဲ့တိုက်ပွဲတွေနဲ့နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြတော်လိုက်သတင်းမြစ်ကပြောတယ်ဇူလိုင်လ10ရက်နေ့မနက်10:00နာရီခန့်မှာလောင်းလုံးမြို့ပေါ်ကနေရိတ်ခါနဲ့လွန်ရတဲ့ထပ်မံဖြစ်တဲ့အင်အား150ခန့်ပါစစ်ကြောင်းကစစ်ပြေကြတွေကိုတနက်တွေပြပကထပ်မံစစ်ကြောင်းထိုးဝေရောက်ခဲ့တယ်ထိုစစ်တပ်စစ်ကြောင်းဝေရောက်လာချိန်မှာတော်လိုက်ဘဝတစ်ဖွဲ့နဲ့နှစ်ဖက်ပြန်တဲ့ပြေခံမှုတနားရီကျော်ကြာဖြစ်ပွားပြီးထိတွေ့တိုက်ပွဲဖြစ်ထခဲ့ကြအောင်ရဲတိုက်ပွဲကြောင့်လက်ရှိချိန်นี้ညင်းမော်ကြရနဲ့စစ်ပြေကြရတော့မှပြည်သူရာလောက်ပဲလျာထွက်ဖြစ်တဲ့ရှောင်းနေရကြောင်းလက်ရှိချိန်မှာဂျပန်စစ်တပ်စစ်ကြောင်းကစစ်ပြေကြရပေါ်ကြီးကြောင်းတွေထိုက်ချတက်ဆွဲထားပြီးတက်ပြတ်ထားကြောင်းသိရတယ်။စစ်ခွဲတွေကဒီကနေ့မနက်10:00နာရီလောက်ကလောင်းလုံးမြို့ပေါ်ကနေရိတ်ခံအောင်ခွေးရင်ရတက်ဖြစ်ပြီးအင်အား150ခန့်နဲ့စစ်ပြေကိုစစ်ကြောင်းတို့ဝင်ရောက်တာလေ
ရွာရဲစားဝင်လာတဲ့တောက်လျှောက်ပြစ်ပြီးဝင်လာတော်လေးတစ်ဖွဲ့တွေကလည်းရှိနေတဲ့အချိန်မှာနှစ်ဖက်ပြန်နေပြက်ခတ်ပြီးထိတဲ့တိုက်ပွဲတနားခွဲကလောက်တီကိုဖြစ်သွားတယ်တိုက်ပွဲရုပ်တရက်တာဖြစ်တော့တနက်တန်လေးပောက်ကွဲတဲ့နေဆူညံသွားတော့ပြည်သူတွေလည်းဘာမှယူချိန်မရပဲရွာလုံးကျွတ်ထွက်ပြေးခဲ့ရပါတယ်စစ်ခွေတွေကအခုလက်ရှိမှာစစ်ပြေးရတဲ့ကစစ်ပြေးတိုက်ကြောင်ဆိုတဲ့ဖော်ကြီးကြောင်ပါတက်ဆွဲထားပြီးရွာထဲမှာတက်ဖြတ်ထားတယ်ဘာသာရေးနဲ့ဆိုင်ရာစာအုပ်တွေမှာလည်းတက်ဆွဲပြည်သူတွေကိုလူသားတိုက်ပြဖက်စီတာကဆရာဆွဲမှုပြပြတဲ့နဲ့ကြိုးလို့နေရပါအဲ့ဒီစစ်ခွေတွေကရွာထဲမှာ1လ2လလောက်တက်ဆွဲတော့ပြည်သူတွေရောတော်လိုက်ဖွဲ့တွေရောရောက်မလို့လားတော့မသိဘူးတိုက်ထုတ်ရတဲ့သဘောပါထိုစစ်ကြောင်ကမေလပိုင်းကလည်းလောင်းလုံးမြင့်တဲ့တဲရှိစစ်ပြေရညှင်းမော်ရကောက်ရင်ရအောက်ရည်ဖြူရကကြရက်ကြီးရစသည်ကြေးရတွေကိုစစ်ကြောထုတ်ခဲ့ပြီးကြရက်ကြီးရမှာပြည်သူပိုင်းနေ6လုံးနဲ့စစ်ပြေရမှာပြည်သူပိုင်းနေ9လုံးပြီးရှုပ်ပြစီခဲ့ကြောင်းသိရတယ်ရင်းစစ်ကြောင်ဇွန်လ14ရက်နေ့ကတော်လိုက်တက်တွေကဝေယတိုက်ခိုက်တာကြောင့်စစ်သား10ဦးထပ်မံတေဆုံးကရရှိနာဥပဝင်20ဦးထပ်မံထိခိုက်တဲ့အားရှိပြီးလောင်းလုံးမြတ်ကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါတယ်။နောက်ဆက်အပိတ်ကြတဲ့အတွက်ဒုဝေကျေးဇူးတင်ရှိပါရရှင်။